Hi everyone ဒီနေ့ကတော့ယမင်းအလုံးနေရာလေးကိုခေါ်သွားပါမယ်အဲ့တော့ပထမအဆုံးမျက်နှာလေးကိုနည်းနည်းရွှမ်းလိုက်ပါမယ်နော် moisturizer လေးရင်နိုင်လိုက်မယ်ပြီးရင်တော့ဒီဟာ Face Me က112ပေါ့နော်အဲ့နံပါတ်ကိုတော့ယမင်းသုံးတယ်ပြီးရင်တော့ Sephora ပေါင်းနိုင်နည်းနည်းလင်းနေပါမယ်အဝေးကငေးကြည့်ဖို့တော့မတားမြင်နဲ့ Keep it built on the sky Outfit check ဘယ်လိုပဲထဲတဲ့ကားဆုံးဝတ်တာ perfect check ကတော့ဝေးရတာပါပဲကဲသွားလိုက်ပါဦးမယ်အားလုံးပဲအရန်လှရတဲ့နေရာလေးခေါ်သွားမှာနော်အဲ့တော့ဗီဒီယိုအဆုံးထိကြည့်ပေးပါကဲယမင်းတို့ရဲ့ Plucky Station ကိုရောက်ပါပြီတာဒါဆိုင်ရအကျယ်ကြီးပဲပြီးတော့အထဲထဲမှာလည်းအယုတ်တွေအများကြီးပဲရှိစဝင်ဝင်ချင်းအစမှာဆိုလို့ရှင်ဒီအယုတ်တွေကိုပြထားပါဘောနော်ဒီထဲမှာဆိုင်မှာရတဲ့အယုတ်တွေအကုန်လုံး display ပြထားရန်လှဒါတော့စဝင်ချင်းတွေ့ရမယ်အနေထားပုံစံပေါ့နော် Okay အဲ့တော့အယုတ်လှလေးတွေကိုကြိုက်တဲ့လူတွေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးနော်ဒီမင်းဆိုင်အနှံ့ကိုလမ်းလျှောက်ပြီးတော့ရရတာပေါ့နော်လက်ညံကင်မရာမနဲ့ကင်ထားတယ်ဒီအရှိကအစိမ်းရောင်ရုပ်လေးကတော့ဆိုင်ရဲ့ကိုစားပြုရုပ်လေးပါ Kids Zone ပေါ့နော်အမှဆိုလို့ရှင် keychain လှလေးအများကြီးပဲရှိတယ်ဆိုင်လေးကအရန်လှတော့လေ date ထပ်လို့ရတဲ့နေရာကောင်းလို့တော့ထင်တယ်ဘာလို့လဲဆိုတော့ဆိုင်ကိုအတွဲတွေလာတာများလို့ပေါ့နော်အဲ့တော့အဲ့လိုထင်လို့လာကြရလို့တော့ထင်တာပါပဲအောက်ထပ်မှာ keychain တွေပြီးရင်အပေါ်မှာဆိုရင် 4-inch plus တွေကို keychain လုပ်ထားပါတော့အဲ့ဒါလေးလည်းအရန်လှဒီ Kids Zone ကဆိုလို့ရှိရင်2 token mail လို့ဆိုတော့လူကြီးတွေရောကလေးတွေရောအရန်ကစားကြရပေါ့နော်ပြီးတော့ဒီ keychain တွေကလည်းတခြားဆိုင်တွေမတူဘူးပါအရန်လှဒါကတော့ဆိုင်ဘယ်ဘက်အချမ်းကရုပ်လေးပါသူကဘယ်ဘက်နဲ့ညာဘက်ချမ်းပြင်အလဲမှာလည်းရုပ်ကောက်လို့ရတဲ့စက်တွေထပ်ရှိသေးတယ်ဆိုင်ရ Claw Force ကအရန် strong ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရုပ်တရုပ်ကတော့တေချာပေါက်ရတယ်ဒါလေးကတော့ capybara လေးဖြစ်ပါတယ်ကြည့်ပါဦးအရန်ချစ်ဖို့ကောင်းတာကျောင်းဝက်ကလေးနဲ့လုံးလုံးလေးအရန်ချစ်ဖို့ကောင်းဒါလေးကတော့ Pokemon လေးက game အကောင်လေးဒီကောင်လေးတွေယောက်ျားလေးတွေကပူပြီးကြိုက်ကြလာပူပူကတော့ပြောစရာမလိုတော့လူကျက်အရန်များပြီး popular ဖြစ်တယ်ဒါလေးကျတော့ ice cream အရန်ကြိုက်တဲ့ကောင်မလေးအတွက်လက်ဆောင်လှလှလေးပြီးလို့ရှိရင်အရန်မိုက်တယ်ပေါ့နော်ဒီ cubes ကိုလည်းလူကြိုက်များကြရပေါ့နော်သူကပျော့လေးနဲ့အဲ့လိုမျိုးဖက်ပြီးတော့အိတ်လိုရတဲ့နေထားပုံစံလေးဆိုတော့အရန်မိုက်တယ်ဒါလေးကတော့အမွှေးပွားအကြီးအရန်အသေးရဖို့ကောင်းတဲ့ရုပ်ကလေးပါဒီရုပ်ထဲမှာဆိုနေရွက်ရှိရှိလေးနဲ့မြင်းရုပ်ကလေးအေးရုပ်လေးအရန်ကြိုက်တယ်ဒီကမှာပဲအရုပ်ကလေးဆိုလုံးဝ cute type လေးကွာချစ်စရာလေးမျက်လုံးလေးဆိုမျိုးလှလှလေးအရန်မျက်နှာလှလှလေးနဲ့လုံးဝချုပ်ရုပ်ချုပ်တာအရန်ကောင်းလို့ချုပ်ထားတာလေးအရန်လှဒါလေးကတော့ရည်စရာလည်းကောင်းအရန်ချစ်ဖို့ကောင်းတဲ့မျက်လုံးပြူးပြူးလေးနဲ့ banana shape ကလေးဖြစ်ပါတယ်တော့မျက်လုံးပြူးပြူးလေးတွေမဟုတ်ဘူးအဲ့သွားလေးရပါတော့ခေါ်လေးပုံစံလေးနဲ့ပြောရမှဆိုရင်ဥကြောင်ပုံလေးပေါ့နော်ဘယ်လိုလဲမသိအရန်အသက်ရဖို့ကောင်းတယ်ဒါတော့ tray up လုပ်လို့ရမယ်အယုတ်အကြီးစား tray up ကဘယ်လိုလုပ်လို့ရလဲဆိုတော့အယုတ်အကြီး18 plus တွေဆိုလို့ရှိရင်2 point ကွာပြီးရင် keychain တွေဆိုလို့ရှိရင်1 point ရှိပဲကိုလိုချင်တဲ့အယုတ်ကိုပြန်ပြီးတော့ tray up လုပ်လို့ရတဲ့ program တွေရှိရပေါ့ဒါကတော့အယုတ်အကြီးကိုတစ်ခါတည်းရမယ် cat machine ဖြစ်တယ်။သွားကြတော့ 3 token ပဲ။သွားကြတော့အဲ့ခလုတ်ကို hold လုပ်ထားပြီးတော့ဒီကက်ကြီးလို့ပုံစံပေါ့နော်အဲ့ဒါကိုရွှေ့ရတာ။တကယ်လို့ကိုကအဲ့ thread ကိုဖြတ်သွားနိုင်ပြီဆိုလို့ရှိရင်အယုတ်အကြီးကိုတစ်ခါတည်းနဲ့တန်းရမှာ။ဒါလေးကတော့ baby girl လေးတွေအရင်ကြိုက်တဲ့ scenery ကို series လေးပေါ့နော်။ဒါတော့ price list ဖြစ်ပါတယ် price list မှာက$20 ကနေစပြီး bonus ကစားရတယ်ပေါ့နော် best deal ကျတော့100ဘူးဝယ်လို့ရှိရင်200ထုတ်ခံရပါပေါ့နော်ဒါတော့တနေ့ရရင်မင်းကစားပြထားခုမြန်မာအချင်းချင်းပဲတရား secret တစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့$20ပို့ဝယ်လို့ရှိရင်အယုတ်တစ်ခုခုမရအောင်လုပ်ပြရပါအဲ့ဒီတော့ဆိုင်ကိုလာကစားပြီးတော့ပတ်စံအလားတက်ကောင်ကမဟုတ်ဘဲနဲ့ကိုကြိုက်တဲ့အယုတ်လေးတစ်ခုကိုပိုင်ဆိုင်ခွင့်ရမယ်အခွင့်အရေးရှိပါတယ်ပြီးတော့ promotion တွေကတစ်လားတစ်ခါအမယိုးအောင်မြဲရှိနေရဖြစ်တဲ့တကြောင်မလို့ဆိုင်ကိုလာခဲ့ဖို့အားလုံးဖိတ်ခေါ်ပါတယ်အားလုံးတတာ